အားလုံးပဲမင်္ဂလာပါဖော်ဖော်ရှိုးပန်အစီကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Premier League ပြည်သက်တွေအားလုံးစောင့်မျှော်နေကြတဲ့ Anfield Queen ကအကျိတ်အနယ်ရှိမဲ့လဘာပူးနဲ့ဖူအန်တို့ရဲ့ပွဲကြိုသုံးသက်ချက်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီပွဲဟာနှစ်သင်းစလုံးအတွက်အမှတ်ရဖို့အလွန်ရေးကြီးနေသလိုအထူးသဖြင့်အင်ရှင်လဘာပူးအသင်းအတွက်တော့ချန်ပီယံလိဝင်ခွင့်မျှော်လင့်ချက်ကိုဆက်လက်ရှင်သန်စေဖို့မဖြစ်မနေနိုင်ယူရမယ့်ပွဲတစ်ပွဲလည်းဖြစ်ပါတယ်အန်ဖီရဲ့အငွေအသက်တွေနဲ့အတူပြည်သက်တွေရဲ့အားပေးသံတွေကြားမှာဒီပွဲဟာဘလောက်ထိစိတ်လို့ရှာဖို့ကောင်းမလဲဆိုတာအတူတူကြည့်လိုက်ကြရအောင်ပါပထမဆုံးအနေနဲ့အေရှင်လဘာပူးအသင်းဘက်ကိုကြည့်ရအောင်ပါဒီပြအန်နီစလော့ရဲ့လက်အောက်မှာလဘာပူးဟာဒီယာဒီမှာရုန်းကန်မှုတချို့ရှိခဲ့ပေမဲ့အခုနောက်ပိုင်းပွဲစဉ်တွေမှာတော့ရလက်ကောင်းတွေပြန်လည်ရရှိဖို့ကြိုးစားနေတာတွေ့ရပါတယ်ဒါပေမဲ့လဘာပူးအတွက်စိုးရင်စရာအချက်ကတော့ဒဏ်ရာရကစားသမားစင်းပါအဓိကကိုသမားအာလီဆန်ဘက်ကကော်နာဘရက်လေဝါတာရူအန်ဒိုနဲ့ဟူကိုအီကီတီကီတို့လိုအရေးပါတဲ့ကစားသမားတွေဟာဒဏ်ရာကြောင့်ဒီဘက်ကိုလွဲချော်မှာဖြစ်ပါတယ်ဒါဟာအသင်းရဲ့ခံစင်းတဲ့ကွင်းလယ်ပိုင်းအတွက်စိန်ခေါ်မှုတစ်ခုဖြစ်လာနိုင်ပါတယ်ဒါပေမဲ့လဘာပူးပြည်သက်တွေအတွက်သတင်းကောင်းတစ်ခုကတော့တက်စစ်မှုအလက်ဇန္ဒာအစ်ဆက်ဒဏ်ရာကနေပြန်လာနိုင်တာပါပဲသူဟာပြီးခဲ့တဲ့ပွဲမှာမိနစ်အနည်းငယ်ပဲပါဝင်နိုင်ခဲ့ပေမဲ့အခုဖူအန်တဲ့ပွဲမှာတော့ပွဲထွက်လူစင်းမှာပါဝင်လာဖို့ဒါမှမဟုတ်ပို့ပြီးတော့ကြာကစားပေးနိုင်မှုရှိနေပါတယ်မိုဟာမက်ဆာလာရဲ့အထွေအကြုံနဲ့အစ်ဆက်ရဲ့တွက်လက်မှုတွေပေါင်းစပ်လိုက်မယ်ဆိုရင်ဖူအန်ရဲ့ခံစစ်ကိုကောင်းကောင်းဒုက္ခပေးနိုင်မှာသိကြပါတယ်အာနီစလောအနေနဲ့ဒီပွဲမှာတိုက်စစ်ကိုအားပြုပြီးအစောပိုင်းကလေးက900အောင်ဖိအားပေးကစားလာဖို့ရှိနေပါတယ်အဲ့တဲ့ပွဲအသင်းဘက်ကိုပြန်ကြည့်မယ်ဆိုရင်တော့သူတို့ကဒီယာဒီမှာအဝေးကွင်းရလက်အတော်လေးကောင်းမွန်နေတာကိုတွေ့ရပါတယ်။ဘူဟာအဝေးကွင်းလီဝဲဇက်တိုက်အနိုင်ရထားတဲ့ပတ်တန်ကောင်းတစ်ခုကိုပိုင်ဆိုင်ထားတာကြောင့်အန်ဖီကိုလာရောက်ရင်ဆိုင်ရမှာကြောက်ရွံ့နေမှာတော့မဟုတ်ပါဘူး။ဒီပြမာကိုစီဘာဟာအသင်းကိုစနစ်တကျစုဖွဲ့ထားနိုင်ပြီးတိုင်မြတ်တိုက်စစ်တွေကနေတဆင့်ပြိုင်ဘက်ကိုအန်ဒီရပေးလိရှိပါတယ်။ဘူဟန်မှာလည်းကေဗင်တတေးနဲ့ဟာရစ်ဆန်ရီတိုလိုကစားသမားတွေဒဏ်ရာရရှိနေပေမဲ့သူတို့ရဲ့လက်ရှိပုံစံကောင်းကလက်ပါဘူးကိုအခက်တွေ့စေမှာသိကြပါတယ်။နှစ်သိန်းရဲ့ထိပ်တိုက်တွေ့ဆုံမှုမှတ်တမ်းတွေကိုပြန်ကြည့်ရင်တော့လက်ပါဘူးကအပြတ်အသားရရှိထားတာမှန်ပါတယ်။ဒါပေမဲ့ပြီးခဲ့တဲ့ဇန်နဝါရီလတုန်းကဖူဟန်အိမ်ကွင်းမှာကစားခဲ့တဲ့ပွဲမှာနှစ်ဂိုးစီတည်ကြခဲ့တာကိုသတိပြုရပါမယ်။အဲဒီပွဲမှာဖူဟန်ဟာလက်ပါဘူးကိုအကောင်းဆုံးရှင်ကစားနိုင်ခဲ့တယ်လို့အခုပွဲမှာလည်းအဲ့ဒီလိုပုံစံမျိုးနဲ့ထပ်မံရင်ဆိုင်လာဖို့ရှိပါတယ်။ဖူဟန်ရဲ့ကွင်းလယ်ပိုင်းကဖိအားပေးမှုတွေနဲ့အတူတောင်ပန်ကနေဖျက်တင်ဘော်တွေဟာလက်ပါဘူးရဲ့အားနည်းနေတဲ့ခံစစ်ကိုစမ်းသပ်မှုတွေပြုလုပ်သွားမှာဖြစ်ပါတယ်။ဒီဝဲရဲ့အဆုံးဖြတ်ကတော့ကွင်းလယ်တိုက်ပွဲမှာရှိနေပါတယ်။လက်ပါဘူးအနေနဲ့အန်တိုမပါဝင်နိုင်တဲ့ကွင်းလယ်မှာဘယ်သူကထိန်းချုပ်သွားမလဲဆိုတာစိတ်ဝင်စားဖို့ကောင်းပါတယ်။ဖူဟန်ကတော့ကွင်းလယ်မှာလူစုလူဝေးနဲ့ပိတ်ဆို့ပြီးလက်ပါဘူးရဲ့ကစားကွက်ကိုဖျက်ဆီးဖို့ကြိုးစားလာပါလိမ့်မယ်။အရှင်လက်ပါဘူးအသင်းအတွက်တော့အန်ဖီကွင်းရဲ့ပြည်သက်အားက12ယောက်မြောက်ကစားသမားဖြစ်အင်အားဖြစ်လာစေမှာပါ။အန်ဖီမှာလဘာပူကိုအနိုင်ယူဖို့ဆိုတာဘယ်တန်းတွက်မဆိုမလွယ်ကူတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်။ပွဲပြီးရလက်ကိုခံမရမယ်ဆိုရင်တော့လဘာပူဟာသူတို့ရဲ့အင်ကွင်းအားသာချက်နဲ့တိုက်စစ်ပိုင်းရည်သွေးတွေကြောင့်အသာရရှိသွားဖို့များပါတယ်။ဒါပေမဲ့ဖူဟန်ရဲ့လက်ရှိအဝေးကွင်းပုံစံကောင်းကြောင့်လဘာပူအတွက်လွယ်လွယ်ကူကူတော့ဖြစ်မှာတော့မဟုတ်ပါဘူး။ကိုယ်နဲ့တဲ့ပွဲမျိုးဖြစ်နိုင်တယ်လို့လဘာပူကတကိုးဒါမှမဟုတ်နှစ်ကိုးအသာနဲ့ကတ်နိုင်သွားမဲ့ပွဲမျိုးလိုလည်းမြင်မိပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်ဒီပွဲဟာပရီးမီးယားလိရဲ့နှစ်ဒါရအတိုင်းအပြန်အလှန်တိုက်စစ်ဆင်မှုတွေနဲ့ရင်ကုန်စရာကောင်းနေမှာပါပဲ။နေကုန်းချုံတွေနဲ့ပြောရရင်တော့လီဗာပူးကချန်ပီယံလိဝင်ခွင့်အတွက်အမတ်လိုအပ်နေတယ်လို့ဖူဟန်ကလည်းသူတို့ရဲ့အဝေးကွင်းမှတ်တမ်းကောင်းကိုဆက်ထိန်ချုပ်ချင်နေတာပါ။ဒါကြောင့်ဒီပွဲဟာနေပြူပိုင်းအရာရောစိတ်ဓာတ်ပိုင်းအရာပါပြင်းထန်တဲ့အားပြိုင်မှုတစ်ခုဖြစ်လာမှသိကြပါတယ်။ပြည်သက်ကြီးရောဒီပွဲမှာဘယ်သင်းကအနိုင်ရရှိသွားမလဲလို့ထင်မြင်မိပါတယ်။ကိုယ့်ရဲ့အမြင်တွေကိုလည်းကွန်မန့်မှာရေးကြွားပေးကြပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။